Hello guys အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့ညီမ AC ခေါ်ရပါကျွန်တော်ခုစီစဉ်တစ်ခုလေးရှိပါတယ်ဘာလဲဆိုတော့ကျွန်တော်တို့ပိတ်ရည်ကြကျွန်တော်ဗီဒီယိုဆက်တင်မယ်လို့စဉ်းစားထားတယ်အဲ့ဗီဒီယိုကတော့ကျွန်တော်တို့အစီအစဉ်လေးတစ်ခုပေါ့နော်အဲ့စီစဉ်ကတော့ Death Story ဆိုတဲ့စီစဉ်လေးဖြစ်ပါတယ်အဲ့ဒါတော့ကျွန်တော်ကိုယ်တိုင်စော့သွားမယ်စီစဉ်လေးပေါ့ဗျာအဲ့ဒါကြောင့်မလို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအားပေးကြပါဦးအဲ့ဒါကျွန်တော်အားပေးတဲ့အနေနဲ့ကျွန်တော်ကဗီဒီယိုဆက်တင်စိတ်တွေပေါ်လာမှာပဲဖြစ်ပါတယ်။ Sorry တော့ YouTube ကိုနားတော့မလို့ကျွန်တော်စဉ်းစားထားပါတယ်။ဒါပေမဲ့ကျွန်တော်ဒီအစီအစဉ်လေးကိုကျွန်တော်တင်ဖို့အတွက်ကျွန်တော်အကြံရတာပဲ။အဲအကြောင်းမလို့ကျွန်တော်တို့နောင်နေ့ကိုဒီရွာကြီးဖုံပွဲလုပ်ပြီးရင်ကျွန်တော်နောင်နေ့စပြီးဆော့တော့မှာဖြစ်ပါတယ်။ Okay အားလုံးကျွန်တော်ကြောင်းဖွင့်ရတဲ့ကြတော့ကျွန်တော်ဆော့နေမှာမဟုတ်ပါဘူး။ဒီကြောက်ဘောက်ကတော့ကျွန်တော်ဆောင်းဝဲနေပို့ဆိုရဟုတ်ပါရဲ့။အဲ့တော့ဒါဆိုရင်ကျွန်တော်ဒီနေ့ပူရတဲ့ကျွန်တော်ဒီလောက်ပါမယ်နော်။ဒါကိုအားလုံးသိအောင်လို့လာပြောရပဲဖြစ်ပါတယ်။ကျွန်တော်ကိုအားပေးကြပါဦး။ကျွန်တော်ရဲ့နာမည်ကတော့ညီမ AC Crack